ကျုံမျောလင်းနေတဲ့လာပညာတော်ရောက်ပြီဗျကျုပ်တို့ရွာဖျားပွဲကလည်းလွတ်ကိုစီတာဗျို့ကျုပ်စိတ်ထဲမှာခါတိုင်းတဲ့ကိုပိုစီတယ်လို့ထင်နေတယ်ဗျဈေးတန်းမှာလည်းတိုးမပေါဘူးကျုပ်ကတော့အချိန်တကြီးကြီးနဲ့ပေါ့ဗျာကျုပ်ကိုလူတိုင်းမြင်အောင်လဲဟိုဟာလုပ်တယ်လို့ဒီဟာလုပ်တယ်လို့လုပ်ပြရသေးတယ်ဗျ9 နိုင်ခွဲလောက်ကျတော့ကျုပ်ပွဲစည်းထဲကထွက်လာခဲ့တယ်ဗန်းမွေကုန်းဖက်ကိုတုတ်ချေတင်တာပေါ့ဗျာတပေါင်းလာပညာဆိုတော့လာကလည်းလင်းထိန်အောင်တားနေတာဗျို့တစ်ပင်ရိတ်ကလေးတွေကိုခိုးပြီးခက်တုတ်တုတ်ရှောက်လာခဲ့လိုက်တယ်ဗန်းမွေကုန်းတုတ်တန်သားရောက်တော့10 နိုင်ခွဲပြီဗျကျုပ်လည်းကုတ်ကုတ်ပင်ကြီးတွေအရေးခိုးပြီးမောင်ရဲကကတ်လျှောက်လာရတာပေါ့ဗန်းမွေကုန်းတုတ်တန်ကြီးကကျဲတဲ့လောက်ကုတ်ကုတ်ပင်ကြီးတွေနဲ့မိုင်းညိုးနေတာဗျို့ကျုပ်လည်းဟိုကြည့်တီကြည့်နောက်ပြန်ကြည့်ပြီးတုတ်တန်မြောက်ဖက်ကိုဥတီလိုက်တယ်အဲ့ဒီမှာတရုတ်ကြီးရွှေသွားဟုတ်စိန်ရဲ့ကူခေါင်းကြီးရှိတယ်လေဗျာဟိုရောက်လို့ဘိန်းစားပါစိန်ကြီးကရောက်မနေရင်တော့ဒုက္ခပဲကျုပ်တယောက်တည်းထိန်နေရမှာတိတ်တော့မလွယ်ဘူးလို့တွေးလိုက်မိတယ်ဗျဟေးကောင်သားသေးဒီဖက်ဟုတ်လားကွဒီဖက်မှာရပြင်မဲရှိတာဘိုးဘက်ကရွာလန်းဆိုတော့လူသူအသွားလာရှိတယ်တို့ကဒီဖက်ကနေအလုပ်လုပ်ရမှာကွတော်ပါလေရဲ့ဗျာကိုကြီးပါစိန်မရောက်သေးဘူးလားလို့တွေးပူနေတာဗျာကျုပ်ကဟာရောက်ပါတယ်ကွငါကဒါမင်းမလာမအောင်စိုးရိမ်နေတာမင်းကရက်ရွရွာကြီးကလည်းတစ်ဖက်ရှိနေတာမဟုတ်လားအဲ့ဒါတွေကသူ့ဟာနဲ့သူပုံစံချပြီးသားတွေပါဗျာအေးဒါဆိုရင်ပြီးတာပေါ့ကွာကဲငါတို့အလုပ်စားကြရအောင်ပထမဆုံးဒီထမင်းထုတ်ကိုကူကြီးပေါ်တင်လိုက်မယ်ကွာမဖဲဝါအတွက်ထမင်းထုတ်လေကွာအမေသားနဲ့ကွာဗျာမဖဲဝါဟုတ်လားကိုကြီးပါစိန်အေးဟုတ်တယ်လေတင်ချင်းမှလုပ်တဲ့ကိစ္စသူကြည်နဲ့မှဖြစ်တာကွာဒီတော့သူ့အမေသားဟင်းနဲ့ထမင်းအရင်ကျွေးရမွေးရတာကွာတာတီကမင်းလည်းဘဟုတူတာရတာပေါ့ကွာကျုပ်စိတ်ထဲမှာတော့မဖဲဝါဆိုတဲ့နာမည်ကြားရုံနဲ့ကြောထဲမှာစိတ်ရင်းနဲ့ဖြစ်သွားတယ်ဗျို့ဒါပေမဲ့ကျုပ်ဘာမှမပြောပါဘူးကိုကြီးပါစိန်လောက်တာကိုပဲအသာထိုင်ကြည့်နေတာပါဘေးကရာခင်းပြင်ကြီးထဲမှာလာကထိန်နေတယ်ဗျကျိုးတို့ရောက်နေတဲ့နေရာကကိုကိုပင်အုပ်ကြီးထဲမှာဆိုတော့မောင်ရိပ်ကြီးကကြာနေတာလေအလင်းလေးတကွက်တလီပဲရှိတာရွှေသွားကြီးရဲ့အုပ်ကူကလည်းလူတရက်ကြော်မြင့်တာဗျကိုကြီးပါစိန်ဟာကူကြီးဘောကိုကုတ်ဖဲတက်သွားတယ်ကျုပ်ကထမင်းထုတ်ကြီးလမ်းပေးရတယ်ငပြောဖဲနဲ့ထုတ်ထားတဲ့ထမင်းထုတ်ကိုဘိန်းစားပါဆိုင်ကကူပေါ်မှာဖြန့်ချလိုက်တယ်အမေသားဟင်းနာကထောင်းဝင်နဲ့ထွက်လာတာပေါ့အတော်တော့မွေးသားဗျတင်းချင်းဆောင်ကြီးမဖဲဝါစားဖို့အမေသားဟင်းနဲ့ထမင်းထုတ်ပြို့ကျုံနဲ့ကျုံညီကယူလာတာပါမြင်မြင်ရှက်ရှက်တာစားဗျာပြီးတော့ကျုပ်တို့အလုပ်လုပ်မအောင်လဲမဖဲဝါပဲစောင့်ရှောက်ပါဘာအန်ဒရဲမှမကြရအောင်လဲကာကွယ်ပေးပါမဖဲဝါဘိန်းစားပါဆိုင်ကပြောစရာရှိတာပြောပြီးကူကြီးပေါ်ကနေကုတ်ဖဲ့ဆင်းလာတယ်ဗျအောက်ရောက်တော့သူယူလာတဲ့အိတ်ကြီးထဲကနေတစိုးကြီးတွေတန်ကလော်နဲ့သူကြီးကိုထုတ်တယ်ဗျသူကတော့6 ပေါင်သူကြီးဗျကဲတာတေးဒုလုပ်ငန်းစားကြစို့ဟိငါဖောက်လို့လွယ်မဲ့နေအောင်ကြည့်ထားတယ်ကွဟောဒီဘေးဖက်ကအုပ်တွေကအနောက်ဖက်ဆိုတော့မိုးရီအထိများပြီးပူဆွေးနေတာကွအဲ့ဒီဖက်ကဖောက်ရမယ်ဟာကူကြီးပါစိန်တစိုးတွေရဲ့အနောက်မှာပစိုးစုပ်တွေပတ်ထားပါလားဗျအေးလီကွာဒါမှသူနဲ့ရိုက်ရင်အတန်မထွက်မှာပေါ့ဩဒီလိုလားကိုကြီးပါစိန်ကအလုပ်လုပ်တာတော်တော်တည်တတ်တာပဲဒါဘောတာတီကဘာပဲလုပ်စနစ်တကြတာလို့ကွတတိဆိုတာပိုတယ်လို့ရှိတာမဟုတ်ဘူးကွပြောဆိုဘိန်းစားပါစိန်ကသူ့ရဲ့ခါကိုင်ကြီးကိုကုန်းပြီးအုပ်ကူရဲ့ဘေးဖက်ကနေဖောက်တော့တာပဲဗျဟုတ်သားဗျသူထုတဲ့အတန်ခတ်အုပ်ပဲထွက်လာတယ်ဘိန်းစားပါဆိုင်က3 ချက်ဆက်ရိုက်လိုက်အသာရက်ထားလိုက်ဘေးဘီကအတန်ကိုနားဆွင်းလိုက်နဲ့လုံနေတာကျုပ်ကလည်းပတ်ဝန်းကျင်ကိုအကဲခတ်ပြီးနေရတာပေါ့ဆွေးနေတဲ့ကွန်ကရစ်တွေကဖွားကနေပဲကျလာတယ်ခဏကလေးနဲ့အထက်က အုပ်တွေကပေါ်လာတယ်ဗျကိုပါစိန်ကြီးကအထက်ကအုပ်တွေကိုထပ်ဖောက်တယ်သူထင်တလောက်တော့မလွယ်ဘူးဗျရှေးခေတ်ကအုပ်တရိုးကိုင်တာတော်တော်ကောင်းတာပဲဟုတ်ဘိန်းစားပါစိန်ကြီးချွေးတော်ပြန်လာတယ်ဗျနောက်တော့မှအုပ်တလုံးပေးထွက်လာတယ်အဲ့ဒီထွက်လာတဲ့အုပ်ကိုကျုပ်ကအသာကလေးဆွဲထုတ်လိုက်တယ်ဗျကိုကြီးပါစိန်ဟာနောက်တလုံးထပ်ဖဲ့ပြန်တယ်အုပ်ကလည်းတော်တော်ကောင်းတာဗျမီးကိုတော်တော်ကြက်ထားပုံရတယ်ထန်ကနေနေတာပဲဒါပေမဲ့တလုံးထွက်သွားပြီဆိုတော့ပူပြီးတော့ဖဲ့ရတာလွယ်လာတယ်ဟောနောက်တလုံးကိုကြီးပါစိန်ဟာချွေးတွေပြန်နေပြီဗျကိုကြီးပါစိန်ဘေးလီကျုပ်တလဲလုံးမယ်ဟာနေပါစေသားသေးငါလုံးမယ်အချိန်စားတိမဖြစ်မှာကွာကူကြီးကဟောင်းနေတာမတော်ပြူကြလို့ပြီးသွားပါဦးမယ်ကွာအဲ့ဒီအချိန်မှာပဲတင်းချင်းအနောက်ဖက်ကဆွဆွငင်ဦးလိုက်တဲ့ခွေးဥတန်ကြီးကိုကြားလိုက်ရတယ်ဗျကျုပ်လည်းခွေးဥတန်ကြားတဲ့ဖက်ကိုလဲကြည့်လိုက်မိတယ်ကိုပါစိန်ကြီးတောင်သူထုတာရက်သွားတယ်ဗျသူလည်းခွေးဥတန်ကိုနားဆွင့်နေပုံရတယ်ကျုပ်စိတ်ထဲမှာတော့ခွေးဥတန်ကြီးကတပြေးပြေးရွေးလာနေတယ်လို့ပဲဘိန်းစားပါစိန်ကြီးကတော့အုတ်တွေတလုံးပြီးတလုံးထုတ်တော့တာပဲခဏကြာတော့ကူပေါက်ကတော်တော်ကျေသွားပြီဗျလူတယောက်ခက်ကြဲတိုးဝင်လို့တော့ရသွားပြီဒီလောက်နဲ့မရသေးဘူးကွအရေးအကြောင်းဆိုချက်ချင်းပြန်ထွက်လို့ရမှဖြစ်မှာဆက်ထုပြန်တယ်အုတ်ခဲတွေကလည်းဘေးမှာပုံလာပြီကိုပါဆိုင်ကလည်းကူကိုတီတီတက်တက်ကိုဖောက်နေတာဗျတော်တော်ကြာတော့မှကိုပါဆိုင်ကကူပေါက်ရုပ်တီတီချာချာကြည့်ပြီးတော့ကဲဒီလောက်ဆိုရပြီကွကူကြီးကအကျေကြီးပါလားကွနေအောင်တာတီငါအိတ်ထဲမှာတက်မီးပါတယ်ကျုပ်ကဘိန်းစားပါဆိုင်ရဲ့အိတ်ကြီးတဲကတက်မီးကိုနိုင်ယူလိုက်တယ်3000တိုးတက်မီးဗျရော့ကူကြီးပါဆိုင်တက်မီးဟာအဲ့ဒါကိုမင်းယူထားမင်းကငါ့ကိုမီးထိုးပြရမှာ
မီးကိုအောက်ဆိုင်ပြီးခက်အုပ်ထိုးနော်ဘေးကိုဝေးမထိုးမိစေနဲ့တက်မီးအယောင်ဆိုတာတော်တော်ဝေးဝေးကမြင်ရတယ်ကွစိတ်ချကိုကြီးပါစိန်ဟိုပလယာနဲ့တန်ကလော်ယူလိုက်ငါ့ကိုပြီးကျုပ်ကလည်းသူခိုင်းတဲ့အတိုင်းပလယာနဲ့တန်ကလော်အတူလေးကိုယူပေးလိုက်တယ်ကဲငါအရင်ဝင်မယ်ပြီးမှမင်းဝင်ခဲ့ပြောဆိုဘိန်းစားပါဆိုင်ကပစိုးကတောင်ကြိုက်လိုက်တယ်ကျုပ်လည်းသူ့လို့သူ့လိုလိုက်လောက်လိုက်တယ်ကိုကြီးပါဆိုင်ကကတောင်ကြိုက်နဲ့အရင်ဝင်တယ်ကျုပ်ကတက်မီးကိုအောက်ဆိုင်ပြီးခက်အုပ်ထိုးပေးလိုက်တယ်ပြီးတော့မှကျုပ်ပါအထဲကိုဝင်လိုက်တယ်ကိုကြီးကအထဲမှာလည်းတော်တော်မြင့်တာပဲဗျကျုပ်ရက်တတာကလေးလွတ်တယ်ဗျတစ်သားခေါင်းကြီးကတော့အကောင်းကြီးဗျကျွန်းသားခေါင်းကြီးကိုကောင်းမှာပေါ့ကျုပ်ကခေါင်းကြီးကိုမိထိုးပြထားတယ်ဘိန်းစားပါဆိုင်ကခေါင်းကိုအဖုံးဖွင့်ဖို့ကြိုးစားတယ်တော်တော်တည်တက်တဲ့လက်ရာကွဒါတရုတ်လက်သမားတွေဆက်တဲ့ခေါင်းပဲဘိန်းစားပါဆိုင်ကတန်ကလော်တနေရာမှာစိတ်ချပြီးလက်ဖနှောင်းနဲ့ရိုက်ကြည့်တယ်မရဘူးကွတာတီကူပြင်ပြန်ထွက်ပြီးသူနဲ့တစိုးတယူခဲ့ဓာတ်မီးငါ့ကိုပြီးခဲ့ကျုပ်လည်းကူပြင်ပြန်ထွက်လိုက်တယ်ခွေးဦးတန်ကြီးကဆွဆွငင်ထွက်လာပြန်ပြီဒီတခါအတန်ကတော်တော်နီးနေတယ်လို့ပဲကျုပ်လည်းသူနဲ့တစိုးကိုကောက်ယူပြီးကူထဲကိုခက်တုတ်ပြန်ဝင်လိုက်တယ်ဘိန်းစားပါဆိုင်ကကျုပ်ဓာတ်မီထိုးပြတယ်ပြီးငါ့ကိုမင်းဓာတ်မီထိုးပြကျုပ်လက်ထဲကတစိုးနဲ့တန်ကလော်ကိုဆွဲယူလိုက်တယ်ကျွန်းခေါင်းကြီးကိုတစိုးနဲ့ရိုက်ပြီးအစလန်အောင်လုပ်နေတယ်ပြီးတော့တန်ကလော်နဲ့ကလော်တယ်ခေါင်းပုံကြီးနဲ့ဟလာတယ်ဘိန်းစားပါဆိုင်ကလန်သွားတဲ့နေရာကနေစပြီးတန်ကလော်နဲ့လိုက်ကလော်တယ်တန်တွေတစ်ချောင်းပြီးတစ်ချောင်းကျွတ်ကုန်ပြီနောက်ဆုံးတော့ခေါင်းဖုံးကြီးပွင့်သွားပြီကိုပါဆိုင်ကခေါင်းဖုံးကြီးကိုမယူပြီးဘေးကိုတွန်းချလိုက်တယ်ကျုပ်ကတက်မီကိုခေါင်းထဲကိုထိုးကြည့်လိုက်တယ်ဟင်းအမောက်တွေဖြစ်နေပါလားဖြစ်ပြီပေါ့တာတီယာအနည်း90တောင်ကျော်ပြီဆိုတော့မြေကြီးဖြစ်ပြီပေါ့ခေါင်းခွန်နဲ့လက်ဖြံယူတော့ကြံနေသေးတာပဲပြောဆိုကိုပါဆိုင်ကြီးကခါကိုင်းကိန်းကြီးကိုကုန်းလိုက်ပြီးအမုတ်တွေထဲမှာတခုခုကိုလိုက်ဆန်းနေဗျတော်တော်ကြောင်အောင်ဆန်းပြီးတော့မှလက်ထဲမှာတခုခုကိုစုပ်ထားတယ်လက်ကိုလည်းစကြည့်သေးတယ်ဗျအင်းဟုတ်တော့ပါတယ်တယောက်တည်းပြောပြီးကျုပ်ထိုးပြထားတဲ့မီးရောင်အောက်မှာသူ့လက်ကိုဖြန့်ပြီးကြည့်တယ်မင်းမဲအရာတခုကိုလက်နဲ့ဖက်နဲ့ပုတ်ကြည့်လိုက်တယ်ဟာလက်စွပ်ကြီးဗျအေးလေငေါ့လာရှာတဲ့ဟာဘောကွာတာတီကပြောဆိုနဲ့ပစိုးကပုံစကိုဆွဲပြီးတိုက်နေပြန်တယ်ခဏကြောင်အောင်တိုက်ပြီးမှမီးရောင်အောက်ကိုထုတ်ကြည့်တယ်ဟာကြောက်စိန်ကြီးဗျတောက်နေတာပဲဗျာရွှေရလည်းဝင်းနေတာပဲဗျို့ရော့ယူထားအိတ်ကက်ထဲကိုထည့်ထားလိုက်ကျုပ်ကကြောက်စိန်လက်စွပ်အိတ်ကက်ထဲထည့်ထားလိုက်တယ်ကျုပ်တော်ကိုပျော်သွားတာဗျို့ဘိန်းစားပါစိန်ကြီးကတော့အမုံတွေထဲမှာလိတ်ဆန်းနေပြန်တယ်ပြီးတော့ဆွဲထုတ်လိုက်တယ်ပစိုးနဲ့ပုတ်လိုက်မီးရောင်အောက်မှာကြည့်လိုက်လို့ပြီးတော့ဒါလည်းအိတ်ထဲထည့်ထားရွှေတင်ကားကွရှိသေးသလားငါရှာကြည့်အောင်မယ်ဟောဒီမှာတဗျာဟာဒီဘက်မှာလည်းတဗျာမရှိတော့ဘူးထင်တယ်ကွဒီသုံးများပဲထည့်ပေးလိုက်တာထင်တယ်ကဲရော့မင်းအိတ်ထဲကိုတီတီချာချာထည့်ထားတာတီကျုပ်လည်းဘိန်းစားပါဆိုင်လောက်ခိုင်းတဲ့အတိုင်းတီတီချာချာကိုအိတ်ထဲကိုထည့်ထားလိုက်တယ်ကိုပါဆိုင်ကခေါင်းခွန်ကြီးကိုယူပြီးပါဇက်ထဲကသွားတွေကိုပုတ်ကြည့်နေတယ်ဟာဟုတ်သားပဲကွအားလုံးရွှေသွားတွေကွပေးစမ်းငေါ့ကိုပလိုက်ရကျုပ်ကပလိုက်အောင်လမ်းပေးလိုက်တယ်ကိုပါဆိုင်ကြီးကခေါင်းခွန်ကြီးထဲကသွားတစ်ချောင်းဆွဲနှုတ်လိုက်တယ်ပြီးတော့ကျုပ်လမ်းပေးတယ်ကျုပ်ကလည်းလက်ဝါးဖြန့်လိုက်တယ်ကိုပါဆိုင်ကသူ့ပလိုက်ရမှာညှက်ထားတဲ့သွားကိုကျုပ်လက်ဖွာထဲထည့်လိုက်တယ်ကျုပ်ကလည်းတစ်ဖက်အိတ်ကက်ထဲထည့်လိုက်တယ်ကျုပ်အင်ကြီးကအိတ်ကက်နှစ်ဖက်ပါတဲ့အင်ကြီးလေးဗျာရော့ဒီမှာနောက်တစ်ချောင်းသားသေးကျုပ်ကလည်းအိတ်ကက်ထဲထည့်လိုက်တယ်နောက်တစ်ချောင်းနဲ့အားလုံးပေါင်း9ချောင်းရှိပြီဗျဟီဟီဟင်းဘာတန်ကြီးလဲဗျကိုပွားထွက်လာတဲ့အတန်ကြီးဗျကျုပ်ရောကိုပါဆိုင်ကြီးပါလန့်သွားတယ်ဗျဟာရေတန်ကြီးတစ်မျိုးပြောင်းသွားပြန်တယ်စောကကြားနေတဲ့ခွေးဥတန်ကြီးကလည်းကူနာကကတ်ထွက်လာတယ်ဘယ်လိုလုပ်ကြမလဲကိုကြီးပါဆိုင်ဒါမှဖဲဝပါကွာငါကြွေးမွေးထားတာတွေကိုလာစားနေတာဖြစ်မှာပေါ့ဒီလိုလုပ်မင်းကူထဲကထွက်ပြီးတကြိုးထဲထွက်ပြီးတော့ငါကနောက်ကထွက်မယ်ဟာကျုပ်ရှိကမထွက်ရဘူးဗျကိုကြီးပါဆိုင်ရင်ထွက်ဗျာခင်ဗျားပြေးတဲ့နောက်ကျုပ်လိုက်ပြေးမယ်ဗျာကဲဒါဆိုရင်ငါအရင်ထွက်မယ်သူတွေတစိုးတွေထားခဲ့တော့ကွာအချင်းကြီးကြည့်ပြီးတော့မှလာယူတင်လဲလာယူမယ်ဓာတ်မီတော့မင်းယူသွားခါမှထိုးလိုက်ကဲငါထွက်ပြီ